မင်္ဂလာတို့ပရိတိယဒေသနာတော်မောကြမနာကြသည်မိတရားပန်းရှင်ဖြစ်တော်မူသည့်သုံးလောကထောထားရှင်တော်မြတ်ဖျားဤမင်္ဂလာပါအောင်တော်မူကုန်ဖျားရှိခိုးကာရဖြင့်မြတ်စွာဘုရားအားညီညာဖျားရှိခိုးပူဇော်ကြရအောင်ယောမာရသေနမာတနာမာတနာဝိဇယုတ်တောတိနာယပိနာမေညိထာသောနောတိတုစေယံစီနောအာဒနာဝိဇယုတ်တောငါးပါးမဟုတ်ယံတဘုံကိုဘုံကုံ60အောင်ချွန်းဖွင့်၍လွယ်လင့်တကူအောင်ပွဲယူအာနိဖြစ်ပေထသောယောဇိနောအောင်စေရာပိအောင်သိတိနှင့်ဘောရိညွရှင်အောင်ပန်လင်းဝဲငါးရင်မှန်ရောက်ရန်ခလုတ်ကိုဓမ္မောဟုတ်ရှောင်းတခင်ဘုံတော်ညွအောင်လန်တင်၍အောင်ပလင်ကနေကရန်ရိပ်မှာအောင်ဘေးသိက်သွန်းတော်မူကာနိဖြစ်တော်မူသောအရှင်မြတ်စွာဘုရားသည်အာတနံဗုဒ္ဓဟေနံပလင်ကံကိုအယံနေချေလူမဲ့လို့အတုမဲ့ပရမေအရှင်ဤပန်ဝဉ္ဉ္ထံတော်ဤသို့တုံထီချီတက်၍လာသောမာရာတိနံကဘာမြေပြင်ကောင်းကင်တဝိုက်ပဲ့တင်ရိုက်အောင်တိုက်ဖို့ရည်ရွယ်စစ်သည်တော်ပေါင်းသိန်းသောဘူချီမနမင်းရဲ့ရဲမဲ့တွေကိုတိနာယပိကြောက်စိတ်လန်းစိတ်အယိတ်မသိစံကြည်တဲ့ပင်မြဲတဲ့ပင်မျှတော်လေနာမင်ညိထာပါရမီစေဘုံလက်နဲ့ကြောင့်စစ်မဲ့များစွာချီတက်လာလေအရာမရောက်မလောင်မလေးအရေးမမှုရန်ညို့သူမနတသိန်းတို့ကိုခွင်းလုံးပိုင်းအခေါင်နင်းလိုမှုအောင်ချင်းကြီးအောင်တို့မူခဲ့လေပြီသောစီနောအောင်စေရာပြီအောင်သိတိနှင့်ဘောရိညွရှင်အောင်ပလင်းဝဲငါးရင်မှန်ရုပ်ရန်ခလုတ်ကိုဓမ္မောရှောင်းတခင်ဘုံတော်ညွအောင်လန်တင်၍အောင်ပလင်ကနေကရန်ရိပ်မှအောင်ဘိသိက်သွန်းတော်မူသောထိုမြတ်စွာဘုရားသည်နောအမှားကံမအောင်သေးခင်အောင်ကြွေးတင်၍အောင်မြင်ရမျှောဘုရားတပည့်တော်တို့အားဇယံဘိဒန္တန္တံသွေအန္တရာယ်အမောက်ရန်စုရန်ညောက်ဟုသမျှကိုဇယံအောင်ရအောင်ကြောင်းပြု၍အောင်စုမင်္ဂလာအောင်မြင်ခြင်းဖြာကိုတေတုပေဒနာတော်မူပါအရှင်မြတ်ကြည်ဖရာတေတုယနေ့ကစနိဗ္ဗာန်ရသည့်ဘဝတိုင်အောင်ဟိုနောက်နောင်ဝဲကုံရောင်ထွန်းတောက်တမူအောင်နိုင်တယောက်ထင်ပေါ်တောင်းလုံးကြော၍ဘုံဒီစာထောင်းရောင်မိကဲ့သို့မျက်စိစိမ်ပြောင်ညီးတဲ့အောင်စုကြည်ပေဒနာတော်မူပါမြတ်စွာဘုရားသာဓုသာဓုသာဓုယမင်္ဂလံဒွါရတာဟိစိန္ဒယေတုတာဒေဝကသောဌာနနာတိကိသန္တိအထဒိန်သင်္သမင်္ဂလံဒေတိတံဒေဝဒေဝေနသဗ္ဗပါပဝိနာသနံသဗ္ဗလောကဟိတထာယမင်္ဂလံတံဗနာမဟေဧဝံမေတုတံဧကံသမယံဘဂဝါတာဝတိယံဝိဟရတိစေတဝနေအနာထပိန္တိကန္တအာရမေအထာခောအညတရဒေဝတံအဘိကန္တာယရတ္တိယအဘိကန္တဝနံကေဝလကပ္ပံစေတဝနံဩဘာတိတဝါယေနဘဂဝတေနုပသင်္ကမိဥပသင်္ကမိတဝါဘဂဝန္တံဘိဝါတိတဝါဧကမန္တံအထာတိဧကမန္တံထိတာခောသာဒေဝတာဘဂဝန္တံဂါထာယဣဇပါတိဗုဒ္ဓေဝမနုဿာသမင်္ဂလာနိအစိန္တယောအာကင်္ခမာနာတုဋ္ဌာနံပြုဟိမင်္ဂလမௌဓမံအဒေဝနာသပါဠာနံပန္တိတာနိသဒေဝနာပူဇာသပူဇာနေယနံဧတံမင်္ဂလမௌဓမံပတိရူပဒေသဝါသောသပုပ္ပေသကတပုညတာအတ္တသမ္မာပဏိတိသဧတံမင်္ဂလမௌဓမံဘာဟုသေစင်္သသိပ္ပင်္သဝိနယောသတုတေခိတောသူဘာတိတာသယာဝါသဧတံမင်္ဂလမௌဓမံမာတာပိတုဥပဋ္ဌာနံပုဒ္ဓဒါရတသင်္ကဟော
နာကုလသကမ္မန္တာဧတံမင်္ဂလမௌဓမံဒါနိသဓမ္မစရိယာသညာတကာနိသသင်္ကဟောအနာဝဇာနိကမ္မာနိဧတံမင်္ဂလမௌဓမံအာရတိဝိရတိပါပါမေသပါဏာသတံယမောအပမဒောသဓမ္မေတုဧတံမင်္ဂလမௌဓမံကာရဝောသနိဝါဒောသတန္တုဋ္ဌိသကတိညုတာကာလေနဓမ္မတဝေနံဧတံမင်္ဂလမௌဓမံခန္ဒီသသောဝသတ္တတာသမနာနိသဒတနံကာလေနဓမ္မတာကိစ္စဧတံမင်္ဂလမௌဓမံတဘောဇာဗျမစရိယံသအရိယသစ္စာနဒတနံနိဗ္ဗာနသစ္စေကရိယာသဧတံမင်္ဂလမௌဓမံဗုဒ္ဓံသလောကဓမ္မေဟိစိတ်တံယတနကံပတိအတောကံဝိရဇံခေမံဧတံမင်္ဂလမௌဓမံဧတံဒိတာနိကတဝါနသဗ္ဗထမပရာဇိတာသဗ္ဗတာသုထိန်ကိသန္တိတံဒေတံမင်္ဂလမௌဓမံမင်္ဂလသုတ်တံနေထိတံသာဒေဝကနနှင့်တကဝသောလူတို့သည်ယံမင်္ဂလအကျင့်မင်္ဂလတရားတော်ကိုဒွါရတာဤ12နှစ်တို့ကာလပတ်လုံးစိန္ဒရိန်သို့ကြံစီကြကုန်၏စိန္ဒယန္တာပြီးကြံစီကြကုန်တော်လည်းပဲသုဌာနံစီဝါချမ်းသာခြင်း၏အကြောင်းဖြစ်သောအထဒိန်သင်္စာ38ပါးပြရှိသည်လိဖြစ်သောတံမင်္ဂလထိုမင်္ဂလတရားတော်ကိုနာတိကိသန္တိနံအဓိကိသန္တိဧဝမသိနိုင်ကြကုန်သည်သာလျင်ဒီဒေဝဒေဝေနနတကထိုထက်မြတ်သောဝိသုဒ္ဓိနဖြစ်တော်မူသောမြတ်စွာဘုရားရှင်သည်သဗ္ဗလောကဟိတထာယအလုံးစုံသောတတ္တလောက၏အစည်းအပွားအလို့ငှာဒေတိတံဟောတော်မူအပ်သောသဗ္ဗပါပဝိနာသနာအလုံးစုံသောမကောင်းမှုကိုပယ်ဖျောက်ပေတတ်ထသောဓမ္မင်္ဂလထိုမင်္ဂလတရားတော်ကိုဟေအိုသူတော်ကောင်းတို့မယံငါတို့သည်ဗနာမရွကြကုန်အံဗန္ဒေကတ္တဗအရှင်မဟာကတ္တဗဣရံသုတ်တံဤမဟာမင်္ဂလသုတ်ပရိတ်တော်ကိုမေမယအာနန္ဒထေရနအကျွန်ုပ်အာနန္ဒမထေသည်ဘဂဝတောမြတ်စွာဘုရားဤတန်မှုခါမျက်မှောက်တော်မှာဧဝံဤသို့သူတံကြားလိုက်ရပါ၏ဥပလက်ခိတံမှတ်သားလိုက်ရပါ၏ဥပဒါရိတံဆောင်းထားလိုက်ရပါပေ၏ဧကံတပါးသောသမယံခါ၌ဘဂဝါမြတ်စွာဘုရားသည်တာဝတိယံတာဝတိပြည်၌အနာရပိဏိကတအနာရဖိန္ဒတိအာရမေနှလုံးမှုလျော်ဝေရာဖြစ်သောစေတဝနေစေတုံကျောင်းတော်၌ဝိဟရတိနေတော်မူ၏အထအခောထိုသို့နေတော်မူသောအခါ၌အညတရာအမျိုးမိအားဖြင့်မထင်ရှားသောဒေဝတာနတသည်အဘိကန္တာယညင်ဥယံလွန်ပြီးသောရတ္တိယတန်ခေါင်ယံခါ၌အဘိကန္တာဩနာအလုံးနှစ်လိုဖွယ်သောအစဉ်ရှိသည်ဖြစ်၍ကေဝလကပ္ပံအလုံးစုံသောစေတဝနံစေတုံကျောင်းတော်ကိုဩဘာတေတဝါကိုယံကိုဝါဖြင့်ထွန်းလင်းစေဥ၍ယေနအကျဉ်ရ၌ဘဂဝါမြတ်စွာဘုရားသည်အဋ္ဌိရှိတော်မူ၏ဒေနာတို့ဘုရားရှင်ရှိတော်မူရာအရသို့ဥပသင်္ကမိကလေ၏ဥပသင်္ကမိတဝါကလေပြီး၍ဘဂဝန္တံမြတ်စွာဘုရားသခင်ကိုအဘိဝါဒေတဝါအလုံးယိုသေးစွာရှိခိုးဥချ၍ဧကမန္တံတင်အလျောက်ပါသောအယ၌ဧကမန္တံတင့်လျောက်ပါသောအယ၌အထာတိရလေ၏ဧကမန္တံတင်လျောက်ပါတဲ့အယ၌ထီတော်ခောရပြီးသောသာဒေဝတာထုနတသည်ဘဂဝန္တံမြတ်စွာဘုရားကိုဂါထာယဂါထာဖြင့်ဣဇပါတိဤသို့နာတော်လျှောက်ထားတော်မူလေ၏ဗန္ဒီဘဂဝါဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားသောဒါနံယခုဘဝနောင်အခါချမ်းသာသည့်အဖြစ်ကိုအခင်ကမာနာလိုလားတောင်းတကြကုန်သောဘဟုများစွာကုန်သောဒေဝဆနတ်တို့သည်၎င်းမနုဿအစလူတို့သည်၎င်းမင်္ဂလာနေ့ကြီးဝါချမ်းသာခြင်း၏အကြောင်းဖြစ်ကုန်သောမင်္ဂလာတရားတော်တို့ကိုဒွါရသာဤ12နှစ်တို့ကာလပတ်လုံးအစိန်တယုံကြံစည်ကြကုန်၏ဩတ္တမမြတ်သောဓမ္မင်္ဂလာထိုမင်္ဂလာတရားတော်ကိုတွင်ရှင်တော်မြတ်ဘုရားသည်ပြုဟိဟောကြားတော်မူပါလော
ဘောဓိဝဗုဒ္ဓဩနတာဘာလာနံသူမိုက်တို့ကိုယာအသေဝနာစအကျဉ်မမီဝမစိကယအကျဉ်သည်၎င်းပန္တိဒါနံပညာရှိသောသူတို့ကိုယာအသေဝနာစအကျဉ်ယာသေဝနာစအကျဉ်မီဝစိကယအကျဉ်သည်၎င်းပူဇာနေယနံပူဇော်ထိုက်သောသူတို့ကိုယာပူဇာစအကျဉ်ပူဇော်ရအကျဉ်သည်၎င်းအတ္ထိရှိ၏ဧတံဤသုံးပါးသောတရားသည်သာလျင်ဩဓမ္မမြတ်သောမင်္ဂလာမည်ဤဟု၍တွန်သင်္နတသည်ကနာဟိမှတ်လေလောဘောဓိဝဗုဒ္ဓဩနတာပရိရူပဒေသဝါသောစတင်လျောက်ပတ်သောယဟန်နေရခြင်းသည်၎င်းပုဗ္ဗေရှိဘဝ၌ကတပုံညတာစာမိမိပြုခဲ့သောကောင်းမှုရှိသောသူ၏အဖြစ်သည်၎င်းအတ္တသမ္မာပဏိတိစမိမိကိုယ်ကိုကောင်းစွာစောင့်တည်ရခြင်းသည်၎င်းအတ္ထိရှိ၏ဧတံဤသုံးပါးသောတရားသည်သာလျင်ဩဓမ္မမြတ်စွာသောမင်္ဂလာမည်ဟု၍တွန်သင်္နတသည်ကနာဟိမှတ်လေလောဘောဓိဝဗုဒ္ဓဩနတာဘာဟုတိစင်စာအကြမြင်များသောသူ၏အဖြစ်သည်၎င်းသိပ္ပင်စလက်မှုပညာအစရှိသောအပြည့်မရှိသောအတ္တတို့ကိုတတ်ရခြင်းသည်၎င်းသူသိခိတောကောင်းစွာသင်ကြားအပ်သောဝိနယောစဝိနည်းတရားသည်၎င်းသူဘာတိတာကောင်းစွာဆိုအပ်သောယာဝါစာအကျင့်စကားသည်၎င်းအတ္ထိရှိ၏ဧတံဤလေးပါးသောတရားသည်လျှင်ဩဓမ္မမြတ်စွာသောမင်္ဂလာမည်ဤဟု၍တွန်သင်္နတသည်ကနာဟိမှတ်လေလောဘောဓိဝဗုဒ္ဓဩနတာမာတာပိတုအမိအဖတို့ကိုဥပါဒာနှင်းစလှုပ်ကြွရခြင်းသည်၎င်းဗုဒ္ဓဒါရတသမယတို့အားသင်္ကောဟောစထောက်ပံ့ရခြင်းသည်၎င်းအနာကုလအနှောက်အယှက်မရှိကုန်သောကမ္မန္တာစအမှုတို့ကိုပြုရခြင်းသည်၎င်းအတ္ထိရှိ၏ဧတံဤလေးပါးသောတရားသည်သာလျင်ဩဓမ္မမြတ်စွာသောမင်္ဂလာမည်ဟု၍တွန်သင်္နတသည်ကနာဟိမှတ်လေလောဩဒေဝဗုဒ္ဓဩနတာဒါနှင့်စအလှပေးရခြင်းသည်၎င်းဓမ္မစရိယာစမြတ်သောအကျင့်ကိုကျင့်ရခြင်းသည်၎င်းညာတကနံအဆွေအမျိုးတို့ကိုသင်္ကောစာထောက်ပံ့ရခြင်းသည်၎င်းအနာဝဇာနိအပြစ်မရှိကုန်သောကာမနိစအမှုတို့ကိုပြုရခြင်းသည်၎င်းအတ္ထိရှိ၏ဧတံဤလေးပါးသောတရားသည်သာလျှင်ဩဓမ္မမြတ်စွာသောမင်္ဂလာမည်ဤဟု၍တွန်သင်္နတသည်ကနာဟိမှတ်လေလောဘောဓိဝဗုဒ္ဓဩနတာပါမကောင်းမှုမှအာရတိစဝေးစွာရှောင်ကျင်ရခြင်းသည်၎င်းဝေရတိစာထုသဖြင့်ရှောင်ကျင်ရခြင်းသည်၎င်းမေဇဘာနာတိအရက်တို့ကိုတောက်ခြင်းမှတန်ယမောစွာကောင်းစွာဆောင်စည်းရခြင်းသည်၎င်းဓမ္မေတုကုသိုလ်ကောင်းမှုတို့၌အပမဒောစမမေ့မလျော်လျခြင်းသည်၎င်းအတ္ထိရှိ၏ဧတံဤလေးပါးသောတရားသည်သာလျင်ဩဓမ္မမြတ်စွာသောမင်္ဂလာမည်ဤဟု၍တွန်သင်္နတသည်ကနာဟိမှတ်လေလောဘောဓိဝဗုဒ္ဓဩနတာကာရဝောစာယုသေးထိုင်သောသူတို့ကိုယုသေးရခြင်းသည်၎င်းနေဝဒောသမိမိကိုနှိမ့်ချရခြင်းသည်၎င်းတန်တောရိစာရောင်ရဲလွယ်ရခြင်းသည်၎င်းကတင်ညုတာစသူပြိုဖူးသောကျေးဇူးကိုသိရခြင်းသည်၎င်းကာလေနာတင်လျောက်ပါသောအခါ၌ဓမ္မသဝနှင်းစသူတော်ကောင်းတရားကိုနာရခြင်းသည်၎င်းအတ္ထိရှိ၏ဧတံဤငါးပါးသောတရားသည်သာလျှင်ဩဓမ္မမြတ်သောမင်္ဂလာမည်ဟု၍တွန်သင်္နတသည်ကနာဟိမှတ်လေလောဘောဓိဝဗုဒ္ဓဩနတာခန္တီစတိခံရခြင်းသည်၎င်းသောဝသတ္တရာစသူတော်ကောင်းတို့ဆုံးမအပ်သောစကားကိုနားလွယ်သောသူ၏အဖြစ်သည်၎င်းသမဏနယဟံပုံနာတို့ကိုတတနင်္စာဖူးမြင်ရခြင်းသည်၎င်းကာလေနာတင်လျောက်ပတ်သောအခါ၌ဓမ္မတာကိစာတရားတော်ကိုဆွေးနွေးမေးမြန်းရခြင်းသည်၎င်းအတ္ထိရှိ၏ဧတံဤလေးပါးသောတရားသည်သာလျှင်ဩဓမ္မမြတ်သောမင်္ဂလာမည်ဤဟု၍တွန်သင်္နတသည်ကနာဟိမှတ်လေလောဘောဓိဝဗုဒ္ဓဩနတာဓဗ္ဗောစာချိုးကြံစွာကျင့်ရခြင်းသည်၎င်းဗျမစရိယံစမြတ်သောအကျင့်ကိုကျင့်ရခြင်းသည်၎င်းအရိယသစ္စာနံ
အရိယသစ္စာတရားတို့ကိုဒါသနင်းစသိမြင်ရခြင်းသည်၎င်းအတ္ထိရှိ၏ဧတံဤလေးပါးသောတရားသည်သာလျှင်ဩဒ္ဓမမြတ်စွာသောမင်္ဂလံမင်္ဂလာမြည်ဤဟု၍တွင်သင်္နတသည်ကနာဟိမတ်လေလောဘောဓေဝဗုဒ္ဓဩနတာလောကဓမ္မေလောကရန်တရား၈ပါးတို့နှင့်ဗုဒ္ဓသာတွေ့ထိထသောယတကျင်ညာနာပုဂ္ဂိုလ်၏စိတ်တံစိတ်သည်နကံပတိမတုံမလောအတောကံဆိုရင်ခြင်းလည်းမရှိဝိရဇံယမဟုသောမြူလည်းမရှိခေမံဘေးလည်းမရှိဣတံဤလေးပါးသောတရားသည်သာလျှင်ဩဒ္ဓမမြတ်စွာသောမင်္ဂလာမြည်ဤဟု၍တွင်သင်္နတသည်ကနာဟိမတ်လေလောဘောဓေဝဗုဒ္ဓဩနတာဧတာတိသာနိဤသို့သဘောရှိကုန်သောအထဒိဋ္ဌမင်္ဂလာနိ38ပါးသောမင်္ဂလာတရားတို့ကိုကတဝါနပြုကျင့်ရသောကြောင့်သဗ္ဗတာလုံးစုံသောအရတ်တို့၌အပရာစီတာယန္တုတို့သည်မိမိအားမောင်အပ်ကုန်သည်ဖြစ်၍သဗ္ဗတာလုံးစုံသောအရတ်တို့၌သို့ထိန်ချမ်းသာခြင်းသို့ကိစ္ဆန္တိရောက်ကြကုန်၏တန်ထို38ပါးသောတရားသည်သာလျှင်ဒေတံထိုနတ်လူတို့အားဩဒ္ဓမမြတ်စွာသောမင်္ဂလာမြည်ဟု၍တွင်သင်္နတသည်ကနာဟိမှတ်လေလောမင်္ဂလာသုတ်တံမင်္ဂလာသုတ်ဒေသနာတော်သည်နေထိတံပြီးဆုံးပြီသဗ္ဗေတတ္တဒုက္ခယံတုတုဋ္ဌဟံတုကာယဒုက္ခတတ္တမံအတိမနင်တုဝိကိစ္ဆန္တုအဘယကသဗ္ဗေတတ္တတရားချက်ခင်သူတော်စင်တို့သည်သဗ္ဗေတတ္တကမ္မတုကမ္မသာတတဝါများတို့သည်ဒုက္ခယံတုကိုရောစိတ်ပါဘေးရန်ကွာ၍ချမ်းသာကြပါစေကုန်သတည်းကာယဒုက္ခစိဝဥစ္စာယရဏနှင့်ပြည့်စုံကြ၍ကိုကျမ်းမာခြင်းစိတ်ချမ်းသာခြင်းတို့သည်ဒေါဒံဟန္တုအလိုရှိရာပြည့်စုံစွာဖြင့်ကြည်သာရွှင်ပြုံးကြပါစေကုန်သတည်းတဓမ္မဘုရားပိစိကအရိယာတို့ကောင်းစွာမိန်မွဲဟောကြားအပ်သည့်ဓမ္မစရိဟုသောသူတော်ကောင်းတရားကိုအတိမာနင်တုလွန်စွာမြတ်တို့နှစ်သက်ကြပါစေကုန်သတည်းအရိမာနှင့်တဝလွန်စွာမြတ်တို့နှစ်သက်ကြကုန်သည်ဖြစ်၍အဘယကချမ်းသာကင်းကွာဆင်းရဲဖြာသည့်လေးရဘေးကြီးအပေငရဲအသီးသီးမှာဝိကေသန္တုကင်းလို့နိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓု